ရှင်မောင်ကလွတ်လပ်တာကိုကြိုက်တယ်ဦးစားပေးခံရတာမျိုးဆိုရင်ဘုန်းတော်ကြိုက်တယ်ဒါပေမဲ့ရှင်မောင်ကြိုက်တဲ့အရာတွေကိုရှင်မောင်ရမနေပြန်ဘူးအိမ်အောင်တဲ့တယောက်ကပတ်စံနဲ့လိုတာလား တကယ်ချစ်တဲ့သူတယောက်ပဲလို့လား သူဘာလို့လဲကျွန်တော်နဲ့ကွာရှင်းချင်းလဲကျွန်တော်နားမလည်နိုင် သူစိတ်တိုင်းချမဲ့အရာတွေကိုကျွန်တော်မလုပ်ပေးနိုင်တာလွဲလို့ ကျွန်တော်သူ့အကုန်ပြေဆုံးထားလိုက်တယ်什么也得，公真呀。